မင်းကလေးတယောက်ဟာကုမ္ပဏီတစ်ခုမှာအင်တာဗျူးဖြေဖို့ရောက်လာခဲ့ပေမဲ့အင်တာဗျူးမဲ့သူဟာလွန်ခဲ့တဲ့3နှစ်ကသူမဆွန့်ခွာခဲ့တဲ့ခင်မွန်းဟောင်းဖြစ်နေလိမ့်မယ်လို့အိမ်မက်တောင်မမှတ်ခဲ့မိပါဘူး။သူမဟာအရန်ကိုတုံးလုံးခြောက်ချသွားပြီးအင်တာဗျူးခန်းထဲကနေချက်ချင်းထွက်ပြေးဖို့ကြိုးစားခဲ့ပေမဲ့ခင်မွန်းဟောင်းဖြစ်သူကတားဆီးထားပြီးသူမရဲ့အရေးချင်းတွေကိုစတင်မေးမြန်းပါတော့တယ်။ဒါပေမဲ့မင်းကလေးကသူ့အမေကိုတက်တက်မဖြေပဲကျမကចောင်းသူပဲရှိသေးတာအလုပ်တွေ့ကြုံလဲဘာမှမရှိဘူး။ဒါပေမဲ့ကျမရဲ့လစာကတော့9000ရမယ်လို့ရဲရဲတင်းတင်းပြောချလိုက်ပါတယ်။ဒီစကားကိုကြားတဲ့အခါအကြီးတန်းဝန်ထမ်းတွေကဒေါသတကြီးနဲ့သူမကိုအလုပ်ထုတ်ပစ်ဖို့ပြောကြပါတယ်။ဒါဟာမင်းကလေးအလိုချင်ဆုံးအခွင့်အရေးဖြစ်တာကြောင့်သူမကရှင်တို့ပြောတာမှန်တယ်ကျမကဒီကုမ္ပဏီနဲ့မတင်တော့ပါဘူး။မထင်မှတ်ထားတဲ့အလှည့်ပြောင်းအဖြစ်အဲ့ဒီအချိန်မှာပဲချီယိုကသူမကိုတားလိုက်ပြီးမင်းအင်တာဗျူးအောင်သွားပြီးမနှက်ဖြန်ကစပြီးအလုပ်ဆင်းနိုင်တယ်လို့တိုက်ရိုက်ကြေညာလိုက်ပါတယ်။ရမှန်းမသိအောင်ထိတ်လန့်သွားပါတယ်။ချီယိုရဲ့ရည်ရွယ်ချက်ကဘာလဲဆိုတာကိုသူမလုံးဝစဉ်းစားမရနိုင်ခဲ့ပါဘူး။တကယ်တော့သူမဟာအလုံးမရခြင်းလို့လစာကိုတစ်လယွမ်90သူညပေးဖို့ရွှေ့ပြောခဲ့တာပါ။ဒါပေမဲ့ချီယိုကချက်ချင်းသဘောတူလိုက်တာကိုတော့သူမအံ့ဩမဆုံးဖြစ်ခဲ့ရပါတယ်။အဖြစ်မှန်ကတော့လွန်ခဲ့တဲ့3နှစ်ကမင်းကလေးရဲ့မိသားစုတစ်ခုလုံးစီးပွားပြတ်ခဲ့ပါတယ်။သူမဟာခင်ပွန်းဖြစ်သူရဲ့အခြေအနေကလည်းမကောင်းဘူးဆိုတာကိုသိနေတာကြောင့်ခင်ပွန်းပေါ်ဝင်တော့ဝင်ဖို့မဖြစ်စေချင်လို့ပတ်စံမဲ့တဲ့မိမတယောက်ဖြစ်ဟန်ဆောင်ပြီးသူ့ကိုဆွန့်ခွာခဲ့တာပါ။ဒါပေမဲ့ကွာရှင်းပြီးနောက်မှာသူမမှာကိုဝင်ရှိနေတာကိုသိလိုက်ရပါတယ်။အချစ်ကြောင့်ပဲသူမဟာကလေးကိုတယောက်တည်းရုန်းကန်မွေးမြူခဲ့ပါတယ်။နှစ်တော်ကြာဖြတ်တန်းပြီးနောက်ခင်မွန်းဟောင်းဟာမြို့ရဲ့အချမ်းသာဆုံးသူဖြစ်လာချိန်မှာမင်းကလေးမှာတော့သမီးလေးအတွက်အဝတ်အစားကောင်းကောင်းဝယ်ပေးဖို့တောင်ငွေမရှိခဲ့ပါဘူး။ဒါကြောင့်ဥပဒေနဲ့ပဲမှာအလုပ်ပြန်ရှာရင်းကန်ကြမာရဲ့အလှည့်ပြောင်းကြောင့်ချောဖြစ်နေတဲ့ခင်မွန်းဟောင်းရဲ့ကုမ္ပဏီတွေကိုမှားပြီးဝင်မိသွားတာပါ။သူမမှာသမီးလေးတယောက်ရှိနေတာကိုစီမသိစေချင်တဲ့အတွက်သူ့ကိုရှောင်ရင်းအချိန်ပိုတွေဆက်တိုက်ဆင်းခဲ့ပါတယ်။တခါတလေဘိုက်စာရင်တောင်ပေါင်းမလုံးတစ်လုံးတည်းနဲ့ဘိုက်ဖြစ်ခဲ့ရပါတယ်။ဒါတွေကိုဆရာကအဝေးကနေတိတ်တဆိတ်ကြည့်နေခဲ့မှန်းသူမမသိခဲ့ပါဘူး။စီယုတ်ဟာအပြင်ပန်းမှာစီကန်းကြီးတလို့ဟန်ဆောင်ထားပေမဲ့စိတ်ထဲမှာတော့အရင်လိုပဲသူမအပေါ်နူးညံ့နေလုံးပါပဲ။သူကဝန်ထမ်းအားလုံးအတွက်ငကြက်ပွင့်ဆင်းရှိတဲ့အစားအစာတွေကိုအခမဲ့ကျွေးဖို့ချက်ချင်းအမိန့်ပေးလိုက်ပါတယ်အားလုံးကပျော်ရွှင်စွာအစားတောက်သွားယူကြချိန်မှာတော့လက်ထောက်ဖြစ်သူကမင်းကလေးကိုတီးတန့်အထူးအစားအစာတစ်ခုပေးပြီးဒါကစီယိုကမင်းအတွက်တီးတန့်မှာပေးထားတာပါလို့ပြောလိုက်ပါတယ်ဒါကိုမြင်တဲ့လုပ်ပေါ်ကိုင်ဘက်တွေကအံ့ဩသွားကြပြီးသူတို့နှစ်ဦးကြားမှာဘာပတ်သက်မှုရှိလဲဆိုတာကိုအတင်းဖြစ်တွေဆက်ပြောကြပါတော့တယ်အဲ့ဒီအချိန်မှာပဲမင်းကလေးရဲ့သမီးလေးကကုမ္ပဏီကိုရောက်လာပါတယ်ဆရာကလည်းအဲ့ဒီဘက်ကိုရှောက်လာနေတာကြောင့်မင်းကလေးကကြောက်လန့်တကြားနဲ့ကလေးကိုဝက်ဖို့ကြိုးစားခဲ့ပါတယ်ကံကောင်းထောက်မစွာနဲ့ပဲစီယိုကသူတို့ကိုသတိမထားမိပဲကြော်သွားလို့သူမတက်ပြင်းချနိုင်ခဲ့ပါတယ်ဒါပေမဲ့ဒါကိုစောင့်ကြည့်နေတဲ့ပန်းနဲ့တဲ့မန်နေဂျာကတော့မင်းကလေးနဲ့ကြိုကြားမှာထူးခြားတဲ့ပတ်သက်မှုတစ်ခုရှိမယ်လို့တန်တရားဝင်သွားပါတယ်ဒါကြောင့်သူမကမင်းကလေးကိုအမှန်တိုင်းပြောဖို့အတင်းကျပ်ဖိအားပေးပါတော့တယ်။သူမရဲ့အမေအနိုင်ကျင့်ခံနေရတာကိုမြင်တဲ့အခါမှာတော့သမီးလေးမလေးဟာချက်ချင်းပဲအစည်းအဝေးခန်းထဲကိုပြေးဝင်သွားပြီးကြီးရဲ့လက်ကိုဆွဲကာဖေးပေးသူတို့သားမေမေကိုအနိုင်ကျင့်နေကြတယ်လို့ပြောလိုက်ပါတယ်။ဖေးဆိုတဲ့အတန်ကိုကြားလိုက်ရတဲ့အခါစီယိုဟာထိတ်လန့်သွားပြီးသမီးလေးနောက်ကိုလိုက်သွားပြီးသူမကိုကူညီဖို့ပြေးသွားပါတယ်။ဒါပေမဲ့ရောက်သွားလို့ကလေးရဲ့အမေဟာသူ့ရဲ့ဇနီးဟောင်းဖြစ်နေတာကိုမြင်လိုက်ရတဲ့အခါသူပို့ပြီးတော့အံ့ဩသွားရပါတော့တယ်။နောက်ပါရီဆက်ဖြစ်မလဲဆိုတာကတော့ like and follow ထားပါ